အဖေနာမည် ဖေးနာမည်ဦးဟန်တင်မှာ ဦးဟန်တင်ဟုတ်အမေနာမည် ဒေါခင်မြင့်မှာ ဒေါခင်မြင့်ခမရနာမည် တန်းထွန်းမှာ တန်းထွန်းတန်းထွန်း ဟုတ်ကဲ့ တန်းထွန်းကတင်ထွန်းနဲ့ညီကိုလားလို့ ဒီဆိုင်ဦးတင်ထွန်းကမမြမရမွေးတာ မမြမေရဘာဆိုင်လို့တော့မမြမေရကိုတိုင်းရင်းနဲ့ကသူကမောင်နှမလी ဟုတ်မမြမေသမီးတပည့်အသင်းတို့ကိုစမ်းမောင်တို့သိရမှာ ကိုစမ်းမောင်တို့စပယ်တင်းတို့ အဲ့ဒါကိုစမ်းမောင်ကနောက်အိမ်တော်ပြုတ်သွားတော့ ကိုစမ်းမောင်နောက်အိမ်တော်ပြုသွားတော့ ဟုတ်ကဲ့တပည့်အသင်းကသမီးလေ စပယ်တင်းနဲ့ဘာဆိုင်လို့တော့ခမရစပယ်တင်းနဲ့မတ်ကြီးဝင်းနဲ့ညီအမအရင်နေ မကြီးဝင်းကကိုမြတ်စောညမပါဗျာ ဆိုင်လို့ကိုမြတ်စောဆိုမြတ်စောရဲ့လှတောင်းရဲ့ဟန်ဝင်းရဲ့တင်ဝင်းရဲ့ဆိုတာသူကညီအကိုတေခမရ လက်သိရမလားဟိုမှာ ပါလေ ဟိုယောဂဖြစ်နေတဲ့ခွေးလေးသိတယ်မလား ကိုယောဂဖြစ်နေခွေးလေးလား ဟဲ့ ခွေးလေးနဲ့မောင်လုံးနဲ့ဟွာအဲ့ဒါရိတ်တဲ့တညာနဲ့တွေဒါကိုလိုက်စားတော့ဒီယောဂဖြစ်မှာပေါ့ခွေးလေးတို့မောင်လုံးတို့ဆိုတာကဟင် မခိုင်မဟုတ်ဗျာခင်ဗျာလေအုံးမောင်တို့ကြောင်ဝင်းတို့မသိဘူးလား အုံးမောင်နဲ့ကြောင်ဝင်းသိတာပေါ့အမတန်ပတ်စံချီးရဲ့အကောင်ကြီးသိတာပေါ့အုံးမောင် ဒီမှာနှိုက်ရင်မြတ်တင်ရင်ညီမရင် အေးတင်ရဲ့ဖိုးခွေးရဲ့ဖိုးအေးရဲ့အဲ့ဒါသူကတူကြီးလေ မဆိုင်ဘူးလေလေးလွင်ဦးကကိုကောင်ကိုမွေးတာဖိုးထူးကိုမွေးတာ ဖိုးတူ